The Hive ကိုအပိနာစင်နေကြသူများအားလုံးမင်္ဂလာပါရှင်။စာရေးဆရာနေဝင်းမြင့်ရဲ့လေးညှင်းကြောက်ဆိုတဲ့ဝတ္ထုတို့ကလေးကိုတင်ဆက်ဖတ်ပြပေးသွားပါမယ်။နေဝင်းမြင့်လေးညှင်းကြောက်အင်္ဂလိပ်ထဲသို့ကျမရောက်သွားချိန်မှာညနေဆောင်နေပြီဖြစ်။လွန်ခဲ့သောနှစ်ပေါင်းများစွာကထင်ရှားကြော်ကြားခဲ့သောပပုဆရာကြီးအင်္ဂလိပ်ကိုမရောက်ခင်ကကျမတော်တော်စိတ်ဝင်စားခဲ့တော့လေဒီကနေ့ကျမရောက်သွားသည့်အခါထင်သလိုဖြစ်မလာခဲ့။တာမန်အင်္ဂလိပ်တစ်လုံးထဲမှာရှိနေတတ်သောအိမ်တော်ပရိဘောကအနည်းအကျဉ်းသာလျင်ဖြစ်၏အရာအလုံးသည်ညှစ်ထွေးဟောင်းနှံ့နေကထိုပရိဘောကအဟောင်းများစီကမကောင်းသောအနက်တချို့ကိုလည်းကျမရနေသည်ပြင်ထရန်ဟောင်းများပေါ်တွင်ချိတ်တွယ်ထားသောဓာတ်ပုံကအချို့ကလွန်လွဲလျင်အခြားစိတ်ဝင်စားစရာသူတို့လည်းကျမရှာမတွေ့ပါတချမ်းဆောင်သောပြင်ချက်များပေါ်ကခန့်နွမ်းနွမ်းအိယာပေါ်မှာတော့အဖွားဟုတူလဲလျောင်းလျက်ရှိသည်သူမကိုယ်တိုင်ကမူရှေးအောင်ရုပ်ထုတစ်ခုနှင့်တူနေုံကမလုံမရှက်အကြာကြီးလဲလျောင်းနေဟန်ကိုကျမသဘောမကျလာပါချိုက်ခွက်သောနှထင်များကမျက်နှာ၏အတွင်တော်တော်နက်နက်ရှိုင်းရှိုင်းခြိုက်ဝင်နေသည်ဆံမြူချောင်းမြင်မြင်ကလေးတွေကတော့ပြတင်းဝမှဝင်လာသောနေအောင်ကြီးပပကလေးထဲမှာတလက်လက်ထနေကတင်းမာခက်ထန်ဟန်ရှိသောနှုတ်ခမ်းများကိုတော့ခက်တင်းတင်းစိထားတုံးဖြစ်၏ကျမကတော့ကက်ဆက်ငယ်ကိုထုတ်ခါတက်ခဲတဲ့နှလုံးထည့်လိုက်သည်ခလုတ်ကိုစမ်းနှိပ်ကြည့်ကမင်းကြီးကလေးပွင့်မပွင့်ကြည့်လိုက်၏ကောင်းသည်ကက်ဆက်ခွေပေါ်မှာလာကြေးသားဆက်ကူဘက်ကိုခွာလိုက်ကအခွေကိုကက်ဆက်ထဲထည့်သည်နည်းနည်းရစ်လှည့်လိုက်ခါဆက်ကိုပိတ်ထားလိုက်သည်လာကြေးသားဆက်ကူခွာတဲ့ချိုးချိုးချောက်ချောက်မိသွားတော့မှအဖွားကမျက်လုံးညိုရီရီတွေကိုဖွင့်သည်ညီရဘသူအတန်ကလည်းတိုးညင်းလွန်သည်ပြီးတော့ကျမကိုလှည့်ကြည့်ကမေးခြင်းမဟုတ်ပြီးတော့စိတ်ဝင်စားမေးခြင်းလည်းမဟုတ်ဆော့စော်ကပဲကျမကိုကျမမိတ်ဆက်ထားခဲ့သေးသည်အခုမင်းနေပြန်ပြီဘာပဲဖြစ်ဖြစ်ကျမအဖွားကိုနဲ့စကားတော်တော်များများပြောဆိုခဲ့ပြီးဖြစ်သည်ကျမခင်မေကြီးပါဒင်းချင်းနှင်းစီမဂ္ဂဇင်းရလေခင်မေကြီးအဖွားကကျမနာမည်ကိုထပ်ခါရွတ်ကြည့်သည်အလွန်တိုးညင်းသာအတန်ဖြင့်တွတ်ပြောနေသည်ကျမကကက်ဆက်ပေါ်က recording ခလုတ်ပေါ်ကိုလက်တင်ထားလိုက်သည်ဘဘုဆရာရဲ့သရုပ်ထာဇနီးကလည်းခင်မေကြီးပဲဟိုခင်မေကြီးကမျက်နှာမှစ်တစ်လုံးပါတယ်ညီရမပါဘူးဒါပဲကျမကတော့မီနီကလေးပွင့်နေတော့ကက်ဆက်ငယ်ကိုသာကြည့်နေမိသည်ကျမမေးရမည်မေးခွန်းတွေကိုလည်းစီကာစင်ကရွေးချယ်ထားလိုက်သည်ပထမဆုံးမေးရမည်မေးခွန်းကိုမေးဖို့ကျမစကားလုံးတွေရွေးချယ်နေတော့မှအဖွားကဆက်ပြောသည်ငါကမမြမေငါကဘဘုဆရာရဲ့ဆက်ထမဇနီးနံပါတ်6မရအဆင်ပြေသွားသည်ကျမပထမဆုံးမေးခြင်းသည်မေးခွန်းကိုပဲဖြေလိုက်ခြင်းဖြစ်သည်အဖွားကပြုံးသည်ဆိုရုံကလေးပြုံးကဆက်ဖြေသည်ကွာတယ်ညှိမရတာခက်နေတယ်မလားငါကဆက်ထမပဲပထမလှုပ်ချင်လို့မှမရတာဒါကအပြင်အလူတွေရဲ့ကိစ္စပဲငါနဲ့ဘဘုဆရာမှာတော့ပထမတွေဆက်ထမတွေရှိမနေပါဘူးသူနဲ့ငါဟာချစ်ဦးစားချစ်သူတွေပဲတို့ဒီလိုပဲနားလည်ခဲ့ကြတာကျမကတော့ဘွားဦးကြီးညထေးသေးကောင်းဘေးကရေဆိုနေသောဆေးပြားတွေကိုမြင်နေရသည်တဘူးဟောင်းတစ်လုံး၏ဘေးကလက်ဖက်စီတက်နေသည့်ပကံထဲမှာနီရဲတွတ်နေသောရင်းနှီးချမ်းတဝက်ကြော်ကြော်ကအေးဆက်နေလောက်ပြီအဖွားကျမကလေဘဘုဆရာကြီးနောက်ဆုံးထုတ်ခဲ့တဲ့ဘဘုရုပ်ကိုစိတ်ဝင်စားလို့လာခဲ့တာပြီးတော့အဖွားကိုလည်းနောက်တစ်နေ့ဓာတ်ပုံလာရိုက်ချင်တယ်ခွင့်ပြုပါအောင်ခွင့်မပြုနိုင်ပါဘူးငါဓာတ်ပုံကဘယ်သူမှရိုက်ခွင့်မပေးခဲ့ဘူးငါကိုယ်တိုင်လည်းငယ်ငယ်ကလေးကဓာတ်ပုံမရိုက်ခဲ့ဘူးပကြီးလည်းမဆွဲခဲ့ဘူးဒါပေမဲ့ဘဘုဆရာကငါမျက်နှာကိုဘဘုထူထားတာတော့ရှိတယ်အပေါ်ရက်မှာရှိတယ်ညီကိုကြည့်ခွင့်ပေးမယ်ဘဘုနာမည်ကိုဘဘုဆရာကပေးသွားတယ်အနည်းဆုံးဝေးလန်းညင်တဲ့တိတ်ခွေကိုကျမစစ်ဆေးလိုက်သည်လဲနေတော့အဖွားကိုတိုးလျတော့အတန်နေဝင်နေလောက်ပြီကျမကြည့်ချင်ပါတယ်ကျမမေးချင်တာတခုကလေအဖွားဘဘုဆရာကြီးကိုလက်ထက်တော့အသက်ဘယ်လောက်ရှိပြီလဲဆိုတာပါအသက်ရင်ထဲကိုအချစ်ဆိုတာရောက်လာတဲ့အချိန်မှာငါချစ်ခဲ့တာပဲငါက18နှစ်ဘဘုဆရာကအဖွားကစကားကိုဖြတ်ထားလိုက်သည်မျက်စိတွေကိုမိတ်ထားလိုက်သည်ဘဘုဆရာကအသက်ဘယ်လောက်လဲကျမကိုယ်တိုင်လည်းအဖွားကိုအနာကိုနီးသွားအောင်ပြင်ထိုင်လိုက်သည်ဘဘုဆရာကအသက်60တကယ်တိုးတိုးကလေးဖြစ်သည်ဒါပေမဲ့ကျမကြားနိုင်သည်ကျမ၏ကက်ဆက်ငယ်ကလေးလည်းကြားနိုင်သည်ဘလို့တွေ့ခဲ့ကြရလဲအဖွားကမျက်လုံးတွေပြန်ပွင့်သွားပြန်သည်ပဲကြီးရီတွန်နေသောလက်ချောင်းတွေကိုဆန့်တန်းကမြှောက်ထားပြန်သည်ကျမကတော့အဖွားကိုပူပင်တွေကိုကြည့်ကကြောက်စိတ်ဝင်လာသည်အပြင်မှာနေဆောင်နေပြီလမ်းပေါ်မှာလည်းကလေးတွေမရှိတော့
စောစောကတော့အတံပလန်နေများလွန်သဖြင့်ကက်ဆက်ကလုတ်ကိုလိုးထုံးထိချထားခဲ့ရသည်ခုတော့အပြင်အတန်နေမရှိတော့ကျမကက်ဆက်ဟိုက်တုံးကိုမတင်ဖို့ကိုင်းလိုက်စင်ပါပဲစတွေ့တာဟုတ်လားပပုပြပွဲတစ်ခုမှစတွေ့တာပါပြပွဲသိမ်းတော့မှငါကပပုရုပ်တွေတစ်ခုစီကိုလိုက်မိတာမှပပုဆရာကငါ့ကိုလိုက်ရှင်းပြတယ်ငါပြောခဲ့ပြီနော်အဲ့ဒီအချိန်မှာသူ့အသက်က60ရှိပြီမိန်းမ9ယောက်ရှိခဲ့ဘူးပြီဒါပေမဲ့ပပုဆရာဟာငါ့ကိုရှင်းပြနေတော့မှတကယ်လူငယ်လေးတစ်ယောက်နဲ့တူနေတယ်သူ့အတန်ကချိုမြိတ်နေတာပဲသူကအမြင့်တွေဖာဆန်ကျဲနေတဲ့တစ်မြင့်ကြီးတစ်ခုကိုပြရင်ဒါအချစ်ပေါ့ဆိုတာကိုငါသဘောကျသွားတယ်အချစ်ဟာတစ်မြင့်လိုလက်တက်တွေများနေတတ်ပင်မဲ့ပင်စီရိုးကြီးတစ်ခုတည်းကဖြာထွက်တာကိုမမေ့အပ်ဘူးလို့ပြောနေတာလေအဖွားကပပူးပြပွဲသွားကြည့်တာကိုကျမအံ့ဩနေတာငငယ်ကပပူးပြပွဲကိုခန်းစားခြင်းစိတ်ရှိသူဟာအင်မတန်နဲ့နေမယ်ဆိုတာကိုဆိုလိုတာပါဒါကလည်းအချိန်ကာလနဲ့ဆိုင်တယ်လို့ညီဘသူကပြောတော့စိတ်ခံစားမှုဟာညီတို့နဲ့ပဲဆိုင်တယ်လို့ညီပြောချင်တာလားမိမတရားပပူးပွဲသွားကြည့်ခဲ့တာဟာမနေ့ကပြန်ကြည့်တော့အံ့ဩစရာကောင်းနေပြီလားကျမမှားသွားမှန်းသိလိုက်သည်တကယ်ကျမမေးတာကိုအဖွားကဖြေနေတာပဲမဟုတ်လားကျမရဲ့သဘောထားတွေဆိုဒီမှာဒီအချိန်မှာမလိုအပ်ဘူးဆိုတာကျမမေ့သွားခဲ့ပါဘကောဆက်ပါအောင်ဖွာဆက်เสียမရှိပါဘူးလေနောက်တော့ပြဝဲမဟုတ်ရင်လည်းငါဟာပပုဆရာရဲ့ပပုယုံကလေးတွေကိုပဲရောက်နေတာပဲပြီးတော့ငါပပုပညာသင်တယ်ဟုတ်လားဖွာအဖားစတင်တာဘာရုပ်လဲအယုတ်တွေမဟုတ်သေးဘူးဝေ့စူးဆောက်တစားပလာတွေကင်တွယ်နီးကစတင်ရတာတတုံးတွေကိုရဲရင်သေးတလက်နဲ့စရွေးချရတာကိုအကြာကြီးသင်ခဲ့ရတာနောက်တော့ဖွာနောက်တော့ပပုဆရာငါအချစ်တယ်လို့ပြောတော့တာပါပဲအဖွားကဘယ်လိုတုံ့ပြန်လိုက်တယ်လဲငါကပပုရုပ်တရုပ်နဲ့တုံ့ပြန်တာပါပဲဟုတ်လားဖွာအဖွားကအဲ့ဒီတော့ထုထက်နေပြီလားထုထက်သေးပါဘူးအနားကကစီးနဲ့ပန်းကလေးတစ်ပင်ကိုဆွဲနှုတ်ပြီးပင်စီကိုရဲတင်းကလေးနဲ့ခုတ်ဖြတ်လိုက်တယ်ပြီးတော့မှအမြင့်ဖွာတန်ကျဲကလေးသူ့ကိုပေးလိုက်တယ်ကျမအဖွားကိုရဲ့မျက်နှာကိုကြည့်လိုက်တော့အမောင်ရိပ်ထဲမှာမျက်ရည်တွေတလက်လက်ထနေသည်အရေးကြီးဆုံးမိကုန်းတစ်ခုကိုကျမမေးရအောင်မြေနေအောင်ဖွာအဖွားက18နှစ်ပပုဆရာကြီးကအသက်60အဖွားကဘာဖြစ်လို့ဒီလိုတုံ့ပြန်လိုက်ရတာလဲအဲ့ဒါငါမသိဘူးညီလည်းမသိဘူးဒီအကြောင်းရင်းကိုဘယ်သူကမှလည်းသိမနေဘူးဂတိအထီဒါပေမဲ့ငါဖြေနိုင်တာကတော့ရှိတယ်အဲ့ဒါကလည်းပြည့်စုံတာတော့မဟုတ်ဘူးဆိုပါအောင်ဖွာချစ်လို့ပေါ့ကျမကမရေမိအောင်ချုပ်တီးထားလိုက်ရတော့လေအဖွားကမျက်ရည်တွေနဲ့ထင်မှမေးစီပေးထိစီးကြနေသည်ခေါင်းအုပ်ညစ်ပေါ်ကိုတပေါက်ပေါက်ကျနေသည်ပပုဆရာကြီးကတော်တော်လက်ရမြောက်တဲ့ပပုတွေထုနိုင်ခဲ့တာကျမတို့မမီပင်ပဲသိပါတယ်အဖွားရောဆရာကြီးဘလောက်တော်တယ်လို့ခံစားနိုင်ခဲ့ပါသလဲကဘာဘောကပပုဆရာတွေဟာဖဲ့လို့ထွင်းလို့ရတယ်တက်သားတယ်မမကိုသာထုနိုင်ရတယ်မဟုတ်လားပပုဆရာကတော့ငါနဲ့ပေါက်ငယ်တဲ့နှစ်ကာလထဲမှာလေးနဲ့ရေကိုပါပပုထုနိုင်တယ်လေးနဲ့ပပုရေနဲ့ပပုရဲ့လို့ရှိနေလို့လားဖွာငါပြောတာတွေဟာအမှန်ကြီးပဲညီငါကိုဇောတကမတက်နဲ့ငါကိုမယုံရင်ငါကိုလာမမေးနဲ့လေးနဲ့ရေဟာပပုထုလို့ရတဲ့ဒါဟာခံစားတဲ့သူတွေမှာမြင်ရတာခံစားရတာဟုတ်ပြီပါကျမနည်းနည်းတော့သဘောပေါက်ပြီပပုဆရာကြီးမိုက်ကယ်အန်ဂျယ်လိုကပြောဘူးတယ်တက်သားထဲမှာပပုရုပ်ကရှိပြီးသားပပုဆရာကမလိုတာတွေကိုခွာလုပ်ပေးအောင်မယ်ဆိုတာလေခုလေလေးနဲ့ရေကိုစိတ်နဲ့ခွာချလိုက်ရင်မြင်ရတယ်လို့အဖွားကဆိုလိုတာမလားစိတ်နဲ့ခွာချတာနည်းနည်းတော့နေတယ်တက်သားထဲမှာပပုရုပ်ရှိတာလဲမှန်တယ်မလိုတာခွာချလိုက်တာလဲမှန်တယ်ဒါပေမဲ့တခုလိုသေးတယ်အဲ့ဒီပပုရုပ်ကိုမလိုတော့တဲ့အသားတွေခွာလက်မပြည့်ခင်ကလေးကပပုဆရာကအယုတ်ထဲမှာဝိညာဉ်သွင်းထားနိုင်ရတယ်ခဏနေတော့အဖွားကထဖို့အာယူသည်ကျမအဖေးထူပေးလိုက်တော့လဲအလိုက်တဲ့တင်ထိုင်သွားနိုင်ပါသည်ကျမတခုသတိထားမိသွားသည်ကျမရောက်လာကလေးကအဖွားကလွဲလျင်တခြားတစ်စုံတစ်ယောက်ကိုကျမမတွေ့မိခြင်းပါကျမကိုလိုက်ဖို့သူကလည်းအဖွားကိုအိမ်ကိုပြယုံမင်းပြခြင်းဖြစ်၍အိမ်မော်တော့မတက်ပါအဖွားတသမီးတွေရောမကြံရစ်ဘူးလားမကြံဘူးဆိုတာတာသမီမယူတာလေသူကအသက်60ဆိုလို့တာသမီမရနိုင်တာကိုပြောတာမဟုတ်ဘူးမယူဘူးလို့တိုင်ပင်ထားခဲ့ကြတာပပုဆရာကြီးထုစစ်ခဲ့တဲ့ပပုတွေကအဖွားအကြိုက်ဆုံးပပုရုပ်အကြောင်းပြောပါအောင်မရီဒေဝီတတိခုခံပပုသီရာဒေဝီစီးကြော်ခံပပုမာယာဒေဝီဗုဒ္ဓဖွားတော်မူခံပပုပြီးတော့လင်းညင်းကြောက်ပပုလင်းညင်းကြောက်ဆိုတာပပုဆရာကြီးကသူယူခဲ့ဘူးတဲ့မိန်းမတွေကို4ညင်း1 4ညင်း2 4ညင်း3စသဖြင့်ပပုထုခဲ့တာရှိတယ်
ငါတော်တော်လေးညှင်းချပပူရုပ်ကိုထုစစ်ပေးခဲ့တယ်ပပူဆရာကြီးကသူ့ဇနီးတွေဆုံးကုန်ပြီးမှယူခဲ့တာလားတချို့လည်းဆုံးကုန်ပြီတချို့လည်းရှိသေးတယ်အေးဒါငါအတွက်ရင်းမကြည့်ပါဘူးငါ့ကိုယူခဲ့တော့မျက်နှာမှာမှဲ့ပါတယ်ခင်မကြီးကရှိသေးတယ်ဒေါခင်မကြီးကလေးညင်းဘလောက်လဲကွာလေးညင်းလေးတနည်းအားဖြင့်တော့မုံတိုင်းလေးပေါ့ပြောပါအောင်ဖွာဒါဟာငါနဲ့ခင်မကြီးကိစ္စပဲညီးနဲ့မဆိုင်ဘူးလေကမ္ဘာလောကဘောကဘယ်သူနဲ့မှလည်းမဆိုင်ဘူးဒါဟာလေးညင်းလေးနဲ့လေးညင်း6ရဲ့ပြိပခါတစ်ခုပဲအရေးမကြီးပါဘူးကျမကကက်ဆက်ခွေကိုဘီဆိုင်သို့လဲလိုက်သည်တကယ်တွေကိုထုတ်ကအစ်စ်လဲထည့်သည်ဒါကိုအဖွားကတည်တည်ချာချာကြည့်သည်ခလုတ်မောင်းတွေကိုကျမနှိပ်ချလိုက်တော့မီလင်းကလေးပွင့်သွားသည်ညိဘာသိကျင်သေးလဲသိကျင်တာကတော့အများကြီးပဲဖွာခဏကတော့တော်ပါပြီကျမပပုတွေကိုကြည့်ကျင်သေးတယ်ပြပါလားဖွာဒီပပုတွေကိုငါဘယ်သူ့ကိုမှမပြဘူးဒါကငါဆုံးဖြတ်ထားပြီသားအေးဒါပေမဲ့ညီကိုတော့ပြမယ်ဘာဖြစ်လို့လဲသိတာမသိပါဘူးဖွာညီနာမည်ကခင်မေကြီးမို့လို့ဒီတခါတော့ကျမအံ့ဩခြင်းကြီးစွာကြည့်လိုက်သည်အဖွားကကျမကိုဆူဆူရဲရဲကြည့်နေခြင်းဖြစ်သည်မျက်စိတွေကိုမမိတ်တမ်းကြည့်နေခြင်းဖြစ်သည်ကျမရဲ့မျက်နှာပေါ်ကဘယ်တော့မှမရှိခဲ့ဘူးသောမှဲ့တလုံးကိုရှာဖွေနေတာလားကျမအကြည့်တွေကိုလှဲဖွယ်လိုက်တော့လဲကျမကိုအကဲခတ်နေလိမ့်မည်ဆိုတာကျမသိပါသည်ကျမကငြိမ်သက်နေသောအချိန်ကလေးမှာကက်ဆက်ခလုတ်ကိုပိတ်ထားလိုက်ဖို့ကောင်းတော်လဲမပိတ်မိပါခက်မှန်မှန်လဲပတ်နေသောကက်ဆက်ခွေကိုကက်ဆက်ဤမှန်ကြည့်တကားလေးထဲမှာမြင်နေရသည်လာအပေါ်သွားရအပေါ်ညီပဲပပုတွေကြည့်ကျင်နေဆိုအပေါ်ရက်မှာငါထားတယ်ဒါပေမဲ့အပေါ်ရက်ကိုတက်ဖို့ညီငါတွဲခေါ်မှရမယ်အပေါ်ရက်ကိုငါမတက်တာ6နှစ်ရှိပြီညီရောက်လာတော့တမျိုးကောင်းပါတယ်ငါလည်းပပုတွေပြန်ကြည့်ရတာပေါ့ကျမအဖွားကိုတွဲထူလိုက်သည်ပါးလျားချစ်လက်သောကိုခန္ဓာကမတ်တရက်လိုက်မှအရက်ရှိမှန်းကျမသတိထားမိသည်တချင်ကချုံမောလှပခဲ့ဘူးသည်မျက်နှာမှာပိန်ချုံကြနေရကလည်းလျင်စိတ်ဓာတ်ကတော့တန်မာစေဖြစ်သည်တချမ်းဆောင်နေသောအိမ်ချမ်းငင်းကိုနင်းဖြတ်ရင်လေကားရှိရာအိမ်တောင်ကိုတပြေးပြေးချင်းကျမတွဲလာခဲ့သည်အပေါ်တဲ့အိမ်လေကားကမဲမောင်ချင်းမြောင်းနေသည်အဖွားကိုနဲ့ကျမတပြိုင်နက်တည်းတက်လို့မရနိုင်ကျမအဖွားကိုရှေ့မှတက်စီကနောက်မှမေးထင်းရင်ကတစ်ထစ်ချင်းတက်လာခဲ့သည်တစက်စက်တုံရင်နေသောအဖွားဝေးခန္ဓာကိုထိန်ရင်ကတော်တော်လေးမောင်နေပြီဖြစ်သည့်အပေါ်ရက်မှာဘယ်လိုပပုရုပ်တွေရှိနေမလဲဆိုတာကိုကျမသိချင်နေသည်အတန်ငယ်မဆောက်သောလှေကားကလည်းမခိုင်လှပါအဖွားအိုလိုပဲတစက်စက်တုံရင်နေသည်အပေါ်ဆုံးလှေကလေးကိုကျမခြေချမိချိန်၌အခန်းတစ်ခုလုံးကိုကျမမြင်နိုင်ခဲ့ပြီးဖြစ်သည်အတန်ငယ်ကျယ်ဝန်းသောအပေါ်ရက်တစ်ထက်လုံးမှာအဲ့အရှိဘက်ကဝင်သောနေသည်ညနေခင်းအလင်းရောင်တချို့ရှိနေသည်ဓာတ်ပုံကားချို့နှင့်ဖျားမဲမရှိသောဖုံလင်းလင်းတက်နေသည့်ဖျားစင်ကိုကြီးတစ်ဆောင်ကိုလည်းကျမသတိထားမိပါသည်ဖျားစင်ရှိကဆင်ကလေးပေါ်မှာတော့ပပုဆရာကြီးဓာတ်ပုံကားကြီးကြီးတစ်ချက်ရှိသည်ဓာတ်ပုံဆေးသားတွေမှာအညူရောင်ဖြစ်ဟန်ရှိကလူပုံဤဘေးပတ်လည်မှာအဖြူရောင်အကွက်တွေထနေပြီဖြစ်ကျမသိနာမလဲသောပပုရုပ်တရုပ်ရဲ့ရှေ့မှာပပုပုံကိုငင်းနေသောဓာတ်ပုံဖြစ်သည်လေးနှစ်ရေကိုပါထုဆင်နိုင်နေဆိုသောပပုဆရာကြီး၏ဓာတ်ပုံကိုကျမတေးသေးချာချာကြည့်တော့ရုပ်ချောလာသည်မဟုတ်ဘဲမုတ်စိတ်ကျင်စွယ်တွေနှင့်ခံညာသည့်အသွင်ရှိနေသည်ဒါကပပုဆရာရဲ့ပုံပေါ့အဖွားကပပုဆရာကိုတစ်ချိန်လုံးသုံးလုံးနေခဲ့တာကိုကျမသတိထားမိသည်အဖွားကပပုဆရာကြီးရှိနေတော့ငါဘလို့ခေါ်ခဲ့တာပပုဆရာလို့ခေါ်ခဲ့တာဒါဟာအပြည့်စုံဆုံးခုံပုတ်ပဲငါဟာပပုဆရာအဖြစ်ချစ်ခဲ့တာပဲတခြားဘလို့ခေါ်စရာရှိသေးလို့လဲဒီတခါလဲကျမမှားသွားခဲ့တာပါပဲကျမကခက်မောင်မောင်အခန်းထဲကအလင်းရောင်တစ်ချမ်းပတ်ထားသောပပုရုပ်တွေကိုလိုက်ကြည့်လိုက်သည်ပထမဆုံးကျမနဲ့အနီးဆုံးအယုတ်ကိုကျမကြည့်လိုက်သည်တကြူတန်တစ်ခုခက်ဖြောင်ဖြောင်တောင်မက်နေခြင်းကိုကြားတစ်ကောင်နှင့်ချင်းသေးတစ်ကောင်ကမော်ကြည့်နေပုံဖြစ်သည်တကြူတန်ဤထိတ်တွင်အရွက်ပါတစ်သီးလေးတစ်လုံးတွဲလွဲကျနေသည်ဒါကမဒီဒေဝီတစ်သီးခုပပုပဲမဒီဒေဝီမပါဘူးတကြူတန်ကသူ့ရဲ့သစ္စာတရားကြီးမားပုံကိုဖော်ညွှန်းတာကြားတွေချင်းသေးတွေရဲ့မျက်လုံးတွေကိုကြည့်ရင်ရန်လိုတဲ့အတွင်းစိတ်ကိုတွေ့နိုင်တယ်ဒါပေမဲ့ကြားနဲ့ချင်းသေးတွေဟာပျော့ပြောင်းနေတယ်ဒါဟာနတ်တွေကတိရိစ္ဆာန်ရောင်ဆောင်ထားတာကိုပြောချင်တာကျမကတော့ဖြောင်းတန်းနေသောတကြူတန်ကိုသာကြည့်နေမိသည်တသားညညိုတွေကမှုပေါက်စာပြုတ်နေပြီအနံ့သက်တချို့ရှိနေသည်ဒါကတီတာဒေဝီစီးကြော်ကန်ပပုယုံမှာတီတာဒေဝီမပါပါပန်းရထားလည်းမပါပါတသားချောင်း၃ချောင်းကိုစီးပြအလျားလိုက်ချထားသည်ခြေချင်းဝဲမှဖြတ်ထားသောခြေတော်တစ်ချောင်းကတတိယစီးကိုကျော်ကဖနှောက်နှင့်နင်းထားပုံဖြစ်သည်ခြေချင်းဝတ်တွင်တွဲလဲကျနေသောပန်းခတ်ဖော်ခြေချင်းကလေးပါသည်ခြေတော်၏ထုစစ်ဟန်ကနူးနွယ်ကော့ပြန့်နေသည်မကောင်းလှပါဖုံနှင့်ပင့်ကိုမြင်နေကမြင်မကောင်းအောင်များလွန်နေသည်ထိုအခန်းတွင်မှလေမရှိအလင်းရောင်မရှိဟုကျမထင်သည်ကျမကိုယ်တိုင်မွန်းချက်ချင်းကိုခံစားနေရသည်ဒါကလေးညင်းကြောက်ပဲကြ
ကြည့်လိုက်စမ်းတူတဲ့လားကျမစိတ်ဝင်စားဆုံးပပူအဖြစ်ကျမအလိုရမက်ကြီးစွာကြည့်လိုက်သည်အမောင်ထဲမှာသားရုပ်ဖူးဖူးကလေးတစ်လုံးကျနေခြင်းသာဖြစ်သည်ဖုံလေးလေးတက်နေသောသားတုံးကလေးကိုကျမကင်တွယ်ယူလိုက်သည်ကျမ၏လက်ကင်ပွားနှင့်ပုတ်တိုက်လိုက်သည်နှင်းစီဘူးကလေးတစ်ခု၏ရုပ်ထုပဲဖြစ်သည်လင်းညင်းထဲမှာမှွေးပြတ်မှုအာယူနေတဲ့မပွင့်သေးတဲ့နှင်းစီဘူးကလေးလေးဒါဟာလင်းညင်းပဲနုမြင့်ခြင်းလှပခြင်းမှွေးပြတ်ခြင်းအေးမြခြင်းခွန်အားရှိခြင်းတိမ်မှုခြင်းလွင့်ပြန်ခြင်းတည်ငြိမ်ခြင်းအများကြီးပါ၏ဘဘုဆရာကဖွင့်ပြခဲ့တဲ့အထိပ္ပယ်ဟာအများကြီးပဲအဲ့ဒါဟာငါပဲဆရာကြီးကတခြားဇနီးတွေတုန်းကထုခဲ့တဲ့လင်းညင်းတွေရောအဲ့ဒါကငါနဲ့မဆိုင်ဘူးဒါကဘဘုဆရာနဲ့ပဲဆိုင်တယ်ဘာတွေထုစစ်ခဲ့တယ်လဲဆိုတာလဲငါသိတယ်ဒါပေမဲ့ငါမေ့လိုက်ပြီဘဘုဆရာကြီးဆုံးတော့ဘာမှဆုံးတာလဲဖွာဒီခန်းထဲမှာပဲဆုံးတယ်အဲ့ဒီဘဘုဆရာဆုံးခံဘဘုတော်ကတော့ငါရင်ထဲမှာထုစစ်ထားတယ်ဒါကိုငါပဲမြင်ရတယ်ဖြက်ကနေတိတ်ငနေထသွားကစသိမ်းမွေးညင်းများကိုကျမသတိထားမိချိန်တွင်ပြင်ဘက်မှာမှောင်သွားပြီကျမကဖုန်တော်တော်ပင့်ကူမြင်တစ်ပွားပွားနဲ့အိမ်ဟိုဆောင်းဆောင်းကြီးပေါ်ကဆင်းညင်လာပြီမွန်းချက်မှောင်မဲနေတော့ဒီခန်းထဲကကျမထွက်ချင်လာပြီအောက်ထက်ကိုကျမတို့ဆင်းလာတော့လေကျမကအဖွားကိုတွဲသွားရသေးသည်အဲ့ရထဲမှာအလိုက်တင်ပြန်လှည့်ပြီးရင်ကကျမလည်းပြန်မှုပြင်ရသည်ကျမကက်ဆက်ကလေးကိုကြည့်လိုက်တော့ auto stop ကြောင့်ရပ်နေခဲ့ပြီဘီဆိုင်တစ်ချမ်းလည်းကုန်နေပြီကက်ဆက်မပိတ်ဖဲကျမထားရိတ်ခဲ့တာကိုသတိရနေမိသည်အဖွားမိခုနေရတော့မကုန်သေးဘူးအများကြီးမေးချင်သေးတယ်။နှစ်ဖြန်ညနေမှလာခဲ့မယ်။ဖွားခုဘာတွေစားနေလဲ။ကျမသိချင်လို့ပါ။ဟိုဘက်ကဈေးတယ်လင်မယားရင်နှွေးလာလာထည့်ပြီးတယ်။အစာကတော့နောက်ဆုံးစားခဲ့တာကိုမှတ်မိတော့အစာဆိုတာသတိရမှစားတာပါရဲ့။ငါကသတိမိထားလိုက်တာကြားပြီပေါ့။ကျမကိုခွင့်ပြုပါဦး။ပြန်တော့တကားကိုဆေးထားခဲ့ပြီးကျမလှည့်ပြန်လာခဲ့သည်။အပြင်မှာမှောင်ပိနေပြီ။ဘတ်ကားကိတ်ကိုရှောက်ရအောင်မြည်။စားသလိုလိုရှိနေတော့လေကျမစားလောင်ချင်းကိုမေးပြလိုက်သည်။အပြင်မှာလေညင်းမရှိငိမ့်သက်နေ၏နောက်တနေ့ညနေကျမရောက်သွားချိန်မှာတော့အဖွားအိမ်အိမ်ဆောင်ဆောင်ကလေးမှာပုံမညှူရီမဲမောင်နေသည်ဟုထင်ရသည်ပြီးတော့တကားဝမှာကျမရက်လိုက်တော့အင်္ဂလိပ်ထဲမှာလူတွေရှိနေသည်ဟောမနေ့ကဆရာမပါလားလာအဖွားကတော့ညပဲဆုံးသွားတယ်နဲ့တူပါရဲ့မနေ့ကျမရင်တွေ့လာဖြစ်တော့အသက်မရှိတော့ဘူးတပည့်အိမ်ကမိမဆိုသူကကျမကိုမှတ်မိပုံရသည်အခြားလူတွေကတော့ကျမကိုအထူးဆန်းလိုကြည့်နေကြဆဲဖြစ်ကျမကတော့အဖွားကိုခက်တောင်တောင်ခန္ဓာကိုယ်ကိုသာကြည့်နေမိသည်အဖွားတမျိုးကြီးပါရှင်အဖွားရဲ့နှစ်ထပ်အိမ်မဲ့ကိုတယောက်တည်းနေတာပြင်လိုက်ပါလားတစ်ထပ်ကလေးတသက်ရဲ့ပြင်လိုက်ရင်မကောင်းဘူးလားဆိုတော့စိတ်တွေဆိုးလိုက်တာဒါငါယောက်ျားထုပေးထားတယ်ဘဘူးတဲ့အိမ်မဟုတ်ဘူးတဲ့ပြောသေးတာအိမ်ဒီချင်းမိမကတော့တယောက်တည်းဆူဆူဝါဝါပြောနေခြင်းဖြစ်သည်လူတွေအားလုံးကတော့ထူးဆန်းသောအဖွားကိုသာငေးနေကြသည်ကျမအဖွားကိုဘေးမှာထိုင်ချလိုက်ရင်ရင်ထဲမှာမေးကျင်သောမိကုန်းတချို့ကိုမျိုးချနေရသည်အဖွားကြီးကတော့ထနိုင်တာမဟုတ်ဘူးအဲ့ဒါကျမအံ့ဩတာဒီတဲ့ပုံကြီးသူနာကတွေ့တာအလေးကြီးမှအလေးကြီးရှင်သူဘလို့အပေါ်ထက်ကသဲလာခဲ့တယ်လေကျမစဉ်းစားနေတာကျမမနေ့ကအပေါ်ထက်မှာကြည့်ခဲ့တော့ဘဘူးဆရာကြီးဤဓာတ်ပုံဖြစ်သည်ဒီကြတာကကျမဒီဓာတ်ပုံကိုအောက်ထမပေးခဲ့ပါဒီတခါတော့ကျမကိုယ်တိုင်ပဲအံ့ဩသွားရသည်အဖွားကိုကြည့်ရင်လေးညင်းအမှတ်ချဟုကျမမမြင်တော့ပါ6တွေ့သွားသောလေးညင်းတွေကိုသာမြင်နေရသည်ထင်သည်နေဝင်းမြင်စိန်ချေကြောင့်မြရတနာမဂ္ဂဇင်းအမှတ်7 1994အောက်တိုဘာလအဘိနာစင်မိကြတဲ့အတွက်ကျေးဇူးထူးပဲတင်ရှိပါတယ်ရှင်